ဆေးဖြန်းသလိုဖြန်းပြီးစိုက်ရတဲ့ Hydroseeding ဒီတစ်ခါမှာတော့မြေစီတော်တိုက်စားမှုတွေကိုကာကွယ်ပေးပြီးမြက်ပင်တွေနဲ့ပင်တွေကိုလျင်မြန်စွာစိုက်ပျိုးနိုင်တဲ့နည်းပညာတစ်ခုအကြောင်းကိုပြောပြပါမယ်။အဲ့ဒါကို Hydroseeding လို့ခေါ်ပါတယ်။ Hydroseeding ဆိုတာဘာလဲဆိုတော့မျိုးစေ့တွေမြေဩဇာတွေအမြင်ဓာတ်တွေနဲ့အခြားဟာရဓာတ်တွေကိုရေးနဲ့ရောပြီးဖြန်းပေးတဲ့နည်းပညာတစ်မျိုးပါ။ဒီရောနှောကိုမြေပြင်ပေါ်မှာဖြန်းလိုက်တဲ့အခါမြေပြင်နဲ့အစိတ်အဆန်တွေကောင်းကောင်းကပ်တွေ့သွားပြီးအစိတ်အဆန်တွေဟာအလွယ်တကူအပင်ပေါက်လာနိုင်ပါတယ်။အထူးသဖြင့်မတ်ဆောက်တဲ့နေရာတွေတောင်ဆောင်တွေမြက်ခင်းကျက်ကြီးတွေမှာဒီနည်းပညာကိုအများဆုံးအသုံးပြုကြပါတယ်။ Hydroseeding ရဲ့အဓိကအားသာချက်ကတော့မြန်ဆန်ပြီးထိရောက်မှုရှိတာပါ။တမာရိုးကျမျက်စိချတဲ့နီးထက်အချိန်ကုန်သက်သာပြီးရလဒ်လည်းပိုကောင်းပါတယ်။ပြီးတော့မြေစီလွှာတိုက်စားမှုတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ဒီနည်းပညာကိုအများအားဖြင့်လမ်းဘေးနေရာတွေကောက်ကွင်းတွေဗန်းညံတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေဒီနေရာတွေမှာအသုံးများကြပါတယ်။ဒါအပြင် Hydroseeding အသုံးပြုတဲ့အမြင်ဓာတ်တွေကလည်းတဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့အတွက်ပတ်ဝန်းကျင်ကိုထိခိုက်မှုလည်းနည်းပါစေပါတယ်။ဒါကြောင့် Hydroseeding ဟာမြက်ပင်တွေနဲ့ပင်တွေကိုစိုက်ပျိုးရမှာအတော်လေးအသုံးဝင်တဲ့နည်းပညာတစ်ခုဖြစ်တယ်ဆိုတာရှင်းပြပေးလိုက်ရပါတယ်။